မင်္ဂလာပါအင်မွန်ကနေပြီးတော့ဒီနေ့အင်မွန်တို့အိမ်တက်မှာလက်ဆောင်ရတဲ့ဒီပစ္စည်းလေးကို unboxing လုပ်ပေးမှာပါဒါဆိုရင်ကြည့်ကြည့်အောင်ပိုက်ကင်လေးကိုအစားတေချာကြက်ကြက်နက်နက်လေးလုပ်ထားဒီမှာပါချစ်စရာလေးဒီလေးပါနော် okay အဲ့ဆိုရင်ဒီချစ်စရာဖဲကြိုးလေးကိုဖြည်းဖြည်းချင်းဖြီးပါမယ်လေးနူးနူးရရလေးSo lovely. Okay, that's a solution, no? ဘာဖြစ်မလဲ Oh. ဒီမှာပါဒီရုပ်ကလေးအဲ့မှာပါဒီမှာပတ်စံကလေးပါကဲအသေးစိတ်ထပ်ဖွင့်ကြည့်မယ်နော်အိုးတေချာလေးကိုလှုပ်ထားကြိုက်လိုက်တာကျေးဇူးတင်ပါတယ်အိုးအယောင်လေးတွေကိုတေချာလေးလှုပ်ထားပါတယ်ကြည့်ကြည့်ပါနောက်ကလေးကတော့ဒီလိုလေးပေါ့နော်အဲ့မှာသူကဒီမှာချိတ်လို့ရအောင်ဒီလိုကြိုးကလေးလှုပ်ပေးထားတယ်ဒီမှာအောက်မှာလေးရောပဲနော် color combination လေးရောလုံးဝeye catching ဖြစ်တယ်နောက်တစ်ခုကတော့ပတ်စံအိတ်ကလေးပါချီအိတ်ကလေးဒါဆိုလို့ရှိရင်ချီမှာလုံးဝစေးမထိုးထားတဲ့အယောင်စေးမစိုးရတဲ့အယောင်မှာဒီ color လေးပုံမှာအင်မွန်တို့ဒီလက်ထက်စာချုပ်မှာလည်းဒီဟာလေးပဲလုပ်ပေးထားတာပေါ့နော်အင်မွန်တို့ customize အင်မွန်ရဲ့နာမည်လေးနဲ့ထိုးပေးထားတဲ့ချီအိတ်ကလေးပါဒီမှာဆိုလို့ရှိရင်ဒီဟာလေးကအစပေါ့နော်ချစ်စရာလေးဒီမှာဆိုလို့ရှိရင်အမရဲ့ Ellie Beware by Ellie ဆိုတဲ့ဒီ blanket လေးလည်းပါတယ်ပေါ့နော် tag လေးနဲ့အခုလိုမျိုးဒီလိုမျိုးချစ်စရာကောင်းတဲ့ handmade ကလေးတွေလိုချင်နေဆိုလို့ရှိရင်နော် customize ပဲဖြစ်ဖြစ်ကိုလိုချင်တဲ့ဟာလေးပဲဖြစ်ဖြစ် page မှာရှိပြီးသားပုံလေးတွေပဲရှိတကယ်စေတနာထားပြီးတော့စိတ်ရှည်လက်ရှည်လေးလုပ်ပေးတဲ့အမမို့လို့သွားပြီးတော့အပေးကြည့်ပါမမှားရပါဘူးဒီအမရဲ့ page ကိုကြားလိုက်သွားပြီးမှားလို့ရပါတယ်အင်မွန်လည်းဒီဟာရဲ့အောက်မှာ link လေးချထားပေးပါမယ်